ဗျာနောက်ဘဝများရှိခဲ့ရင်ငှက်ဖြစ်ရင်လေသူကလက်ခုပ်ပင်ပေါ်မှာဖြစ်ပြီးဖျားတပည့်တော်ကဗရောက်ပင်လေးပေါ်မှာဖြစ်ပါစေဖျားဟဲ့ကငှက်ဖြစ်ရင်လည်းခိုင်းနေတာလေဘလို့သူလက်ခုပ်ပင်ပေါ်ပို့တာမနာကြပါဘူးဗျာလက်ခုပ်ပင်ပေါ်ပို့တော့သူချီးစော်နေတာပေါ့နေတော့ကိုရဲတမတော့ပို့မင်းပွဲတော့လေဦးလေးကပြစ်ထားပဲလက်ကလည်းတက်တာလေးမင်းကလည်းကျွတ်ဆိုတိုင်းတုံးနေပဲမင်းကလည်းတော့ဝတ်သားကြောင့်မင်းကလည်းအရောက်မှမထက်ထားတာတကယ်ပြစ်လာတော့မင်းကအဟမ်းဆိုတော့မင်းကမယုံတဲ့ဘောလားဟာမင်းလေသားကြီးတာကိုမင်းနဲ့ငါ့မြေတောင်းစုငါလမ်းကွန်လိုကြီးဆောင်းမှာကွန်လိုတိုက်ခန်းတရားဆောင်းဟုတ်မင်းငယ်ရောက်ပြန်ဟောင်းအေးလေကွာအညာတော့အညာရဲ့ဒီတာအရေးချင်းမတူဘူးလीဖိုင်ငိုင်ပို့လာလို့ပဲနောက်ဘက်တော့ငါတော့တိမပို့ဖားတော့ပို့တယ်ဘောတာဘောအညာလို့တာပြောတို့ကအညာစလीဖားငါဘောမိုးလင်းများတမိုးလောက်ရွာလဲဟိုးဖားငါမှာပြောကုန်နေနဲ့မင်းကလေဘောတော့လေကွာလုပ်တယ်လေဝိုင်နာရပေါ့ကွာကြက်ကြက်လုပ်လာတော့ငဲခံပါလောက်ပြန်မပြီးဘူးကွာအခါတည်းငါးစားကျင်လို့ရအောင်တိုးရဲထွက်လို့ပြန်မလို့ဘူးဆရာကညောင်မျိုးတည်မလားညောင်မျိုးတဲ့တက်နေလေငဲနှကောင်တော့ကအတားလေးရေတကောင်အစိတ်သားလောက်ရှိတယ်အဲ့တော့မလားမင်းစပါရလေလေးကဖြူးလေတော့တော်တော်ကြီးတယ်နော်ရောငါးစားရှင်နဲ့ဖះစင်ပေါ်ညောင်ရိုးကတော့နိုင်တကောင်နှစ်ကောင်တော့အေးဆေးပဲတဲ့နော်လေလုံးကလူတော့ပြစ်တပေါက်လို့ရတယ်ရောဖြူးနဲ့你别讲到没，到我厉害一点嘛。到我家来包了包啊，包了嘞，屋里要别他呗，那家来在哪里？没嘞，就手摊动嘞呗，没嘞，到我大家没嘞，要么没太他了，这个别拉了，没还知道没没用那个包了哈，没雷达机了，没那俺没当初俺烂米呢了，没俺用要不路啦。要到苗不溜个烂米呢嘞，没俺用哪个，俺要条没文具嘛没修的话，这个要行。没啊，过年的太太没啊，过年的太太，太来呗。我们都是这个，哪种都讲的。你看，老几那个没按照那里边你里里对的啦，你知道俺那米酒俺讲是这个。没按照那里边你里里对的啦，你知道俺那米酒俺讲是这个。နောက်ဆုံးပြောရလေးကအသက်ပေါင်းတယ်ရောကော်ကီကစောက်ရမ်းမိုက်တယ်လုံးရင်းနဲ့ကိုပြစ်ထည့်သွားတာလို့ဟာမပြန်နေဟာကွာခင်ဗျားတို့ကြီးသွားမှာလားအေးလေခင်ဗျားတို့ကြီးဆိုတော့မလိုက်တော့ဗျာဟာဘာလို့ဟာမလဲခင်ဗျားမိမစောက်တော့ဆိုနေတယ်မင်းရောခလေးပတ်သက်1000ဝင်လာကြောက်ငေါ့ပြီလို့ရတယ်ငေါ့ပြီလို့ရတယ်သိကြလားသိကြတယ်လားဗောမယ်သိကြတယ်လိုက်ခင်ဗျာရှိရတော့အေးပါဗောမြန်လားကြည့်မနေနဲ့ဟဲ့ရောမင်း1000ဝင်တယ်။ရင်းနှီးတောက်ချင်တာရင်းနှီးငယ်ပြီ။ဟာရော။ဒီကြောက်လည်းတောက်ချင်ပါ။မျိုးဒီကြောက်ဝင်တဲ့ပတ်စံနဲ့တောင်းတာခမောင်းဝင်တဲ့တက်တောင်းတယ်ကျစုကုန်းနဲ့သွားခိုင်းတာ။ဝါဘာရောဝါငါတဲ့ပုံညာ။ည1000လောက်ဝင်ထားတယ်။တော်သေးတယ်ထမင်းတော့ခုမကြွေးလိုက်ရလို့မလားဗျာနောက်ဘဝများရှိခဲ့ရင်ငှက်ဖြစ်ရင်လေသူကလက်ခုပ်ပင်ပေါ်မှာဖြစ်ပြီးဖျားတပည့်တော်ကဗရောက်ပင်လေးပေါ်မှာဖြစ်ပါစေဖျားဟဲ့ကငှက်ဖြစ်ရင်လည်းခိုင်းနေတာလေဘလို့သူလက်ခုပ်ပင်ပေါ်ပို့တာမနာကြပါဘူးဗျာလက်ခုပ်ပင်ပေါ်ပို့တော့သူချီးစော်နေတာပေါ့နေတော့ကိုရဲတမဆူတောင်းနေတာကောင်းမတော့တမျိုးကြီးမလားပါဗျာရှင်ဖြစ်ရင်လေသူကမြောက်ဝင်ရိုးစုံမှာဖြစ်ပြီးတော့ဖျားတပည့်တော်ကစိမ့်ဆူတောအုပ်ကလေးမှာဖိပရစီဖျားစင်ပြင်းလေစုံနေတာဘာဖြစ်လို့ညောင်းဝင်ဆုံးပို့ရပြန်လဲညောင်းဝင်ဆိုရောက်တော့အေးပတ်သေးသွားတော့အေးတာပေါ့မြင်များသေးတာပေါ့နေတော့ရဲစုမဆူတောင်းတယ်မှန်လားပါဗျာလူဖြစ်ခဲ့ရင်လေတယောက်နဲ့တယောက်လမ်းတွေ့တော့မမတ်မိပါစေနဲ့ဖျားမင်းဘလို့ပြောနေတာလေဘလို့ပြောရမှာလဲအေးဟိုကောင်မောင်ပြောနေတာပေါ့ရောက်တော့မသိသေးဘူးကြောက်နင်ဘလို့ပြောနေဟမ်ဘလို့ပြောနေလဲဘလို့မယုံနော်ပြောင်းနေတာပြောင်းနေတာဟိုသူကဟုတ်လားဟုတ်ပါဘူးနင်းကိုပြောနေတာတဲ့တင်းအောင်နေမင်္ဂလာပါရှင်ဒီတစ်ခေါက် surprise ပစ္စည်းလေးကတော့ကိုကငယ်လေးအတွက်ဆိုရင်နာမထိုင် surprise လေးပဲဖြစ်ပါတယ်
ငယ်လေးအိတ်တဲ့ခါမှာနည်းနည်းချွတ်ချွတ်အိတ်ပျော်ဖို့တမမရဲ့အိတ်ရကင်းနည်းနည်းထည့်ပေးပါဆိုလို့မမကနေပြီးတော့ပေါ့နော်ကောက်ရုံလို့ရကင်းလေးကိုထည့်ပေးလိုက်ပါရှင်နောက်တစ်ခုကကြတော့ပေါ့နော်ငယ်လေးကတဲ့ပြင်းလို့ရှိရင်တဲ့အပြင်းပြေထိုင်မုံနေတတ်တဲ့အတမမရဲ့သူမို့ဖို့ကောင်းအောင်တဲ့မုတ်ဆရာကောက်ရင်ထည့်ပေးပါဆိုလို့မမကနေပြီးတော့မိဖုရားလေးနှစ်ချောင်းထည့်ပေးလိုက်ပါတယ် အဲ့မှာစိတ်ကြိုက်မို့ရ စိုက်နေခုထထားပြီးတယ်နော်ညီမလေးပြီးရင်ပေါ့နော်မျက်လုံးခဏခဏကြိုက်တတ်တဲ့ငယ်လေးအတွက်ဘယောင်းအဆက်ချမျက်စင်းစေးကိုလည်းထပ်ထားခိုင်းပါသေးတယ်ရှင်ဒါရီမကသေးပါဘူးမိုးလေးလည်းထပ်ဖို့နေတဲ့ငယ်လေးအတွက်ဆိုပြီးတော့တပုတ်တန်တစ်ချောင်းလည်းထပ်ထားခိုင်းပါသေးတယ်ရှင်ကြပြင်ကိုကိုရေရားနေပြီဆိုပြီးပြောနေတဲ့ What the hell ငယ်လေးအတွက်ရနာပြဖို့ဆရာကိုတပူလည်းထပ်ထားခိုင်းပါသေးတယ်ရှင်နောက်တစ်မျိုးလေးကပေါ့နော်ညရောက်တဲ့အခါကျလို့ရှိရင်စားရဲဆိုပြီးထပ်ဆုပ်နေတဲ့ငယ်လေးအတွက်ဆိုပြီးတော့စုံလုံးလေးကိုလည်းထပ်ထားခိုင်းပါသေးတယ်ရှင်ကိုရအရင်စစ်တတ်ပဲနော်ဒီလိုပစ္စည်းတွေမဟုတ်ပေးတဲ့စစ်သမားရှင် ကိုကောင်လေးပဲဖြစ်ဖြစ်ကိုကောင်မလေးပဲဖြစ်ဖြစ်နော်လက်ဆောင်ပစ္စည်းတွေထည့်ပေးရှင်တယ်ဆိုကျွန်တော် CP ကိုလာခဲ့နော်ကျွန်တော် CP မှာကြိုတင်ပြီးမှာယူလို့ရပါတယ်ခင်ဗျ Okay ဟိုး50 60 90 80 90 မိုင်ရဲ့ ရနောက်ဆုံးမှာ share ကနေပေးသွားတယ်နော်30 50 60 90 80 90တဲ့နော်မနေ့ပြန်ထွက်မှာရောက်ထွက်မှာဘေးနားလက်တို့လိုက်အောင်နော်ပေါက်ရင်လည်းမဟုတ်ဝဲကျိုးမမေ့နဲ့အောင်ရောက် ဆက်ဆက်ရှိရင်ဘာလို့မှငါ့ပြီလဲ မြေစေကဝယ်မှာမြေစေက နောက်ရတဲ့စူပါပါနေမှာပေါ့ မြေစေကပေါ်မှာဟိုဆောက်မှာ ဟာ ကွန်လိုကြီးဆောက်မှာကွန်လိုတိုက်ခန်းတရားဆောက်မှာ ဟာ မင်းငယ်ရောက်ပြထားမှာ ကြီးမ ဒီမှာကြီးလိုက်လို့ရရအောင် စီဇနာလေးမမတယောက်ပဲပြင်မမှာကြောင့်နင့်နာခံလား နေတာခံပေါ်ကြီးရကွာ ရတယ်အဲ့ဒါမျိုးじゃနင်းနာခံနိုင်တယ်ရတယ်ဘာမှမကြည့်ဘာလို့နင်းနာခံနိုင်လဲ မိမပင်ဆိုလို့လဲနော်မိမအရောက်တရားယူပြီးတော့မိမအနစ်နာခံပါလဲနော်ဒီဘဲအနစ်နာခံပေါ်ကြီးကတမျိုးကြီးပါလားအဲ့ရောက်ဒီဘဲတော်တော်နစ်နာနေဦးမယ်